မိမိရဲ့အတွင်းစိတ်တန်တန်သို့ပြန်လည်ကြည့်ရှုခြင်းသို့မဟုတ်မိမိကိုယ်ကိုဂရုစိုက်ခြင်းဘဝရဲ့တစ်ခုသောအချိုးအကွေကိုရောက်လာတဲ့အခါမင်းရဲ့စွမ်းအင်ဟာဘလောက်အဖိုးတန်ကြောင်းသိလာပါလိမ့်မယ်နှစ်ပေါင်းများစွာကြာအောင်တပါးသူတွေရဲ့လိုအပ်ချက်တွေကိုနားထောင်ပေးခဲ့တယ်ဂရုစိုက်ပေးခဲ့တယ်ပံ့ပိုးပေးခဲ့တယ်ချစ်မြတ်နိုးပေးခဲ့တယ်ဒီလိုလုံးပန်းမှုတွေနဲ့အချိန်ကုန်ခဲ့ရတယ်အခုတော့မင်းကိုမင်းဂရုစိုက်ဖို့အချိန်ရောက်လာပြီဆိုတာကိုမင်းကိုယ်တိုင်လည်းခံစားနားလည်လာပြီဖြစ်ပါတယ်တိတ်တဆိတ်ဆောင်ဆိုင်နေခဲ့တဲ့မင်းရဲ့ကိုယ်စိတ်နှစ်ပါးကိုဥထိတ်ထားပြီးတန်မိုးထားဖို့အချိန်ခါကောင်းပါပဲမိမိကိုယ်ကိုဂရုစိုက်ခြင်းဟာလွယ်ကူရိုးရှင်းပြီးနူးညံ့ညင်သာတဲ့နီလန်းတွေနဲ့စတင်နိုင်ပါတယ်လက်ဖက်ရည်ပူပူလေးတစ်ခွက်နဲ့ခက်ကြကြလေးထိုင်လိုက်တာမျိုးမျက်ခင်းနုနုလေးတွေထက်ခြေပလာနဲ့လမ်းလျှောက်တာမျိုးဒီလိုမှမဟုတ်ဘာလိုအပ်ချက်မှမရှိပဲပကတိအေးချမ်းစွာထိုင်နေတာမျိုးလေးဖြစ်နိုင်ပါတယ်ဒီလိုခဏစုတဲ့အချိန်လေးတွေဟာတိတ်ကိုနှဆိုင်တဲ့အထိပ္ပယ်ကိုဆောင်နေပါတယ်မင်းရဲ့ပင်ကိုဟန်ပျော်ရွှင်မှုနဲ့အတွင်းစိတ်အတန်စီကိုသူတို့ကပြန်လဲချိတ်ဆက်ပေးမှာဖြစ်ပါတယ်ကိုဂရုစိုက်ခြင်းဟာအလိုလိုက်ခြင်းမဟုတ်ပါဘူးထိမ့်သိမ်းဆောက်ရှောက်ခြင်းသာဖြစ်ပါတယ်ဒါဟာမင်းကြံလိုက်ခဲ့တဲ့ဘဝရဲ့ဇက်စရာအလိုကြကပြပေးခဲ့တဲ့မင်းရဲ့ခန္ဓာမင်းရဲ့စိတ်နဲ့မင်းရဲ့ဝိညာဉ်ရဲ့ကိုမင်းကိုယ်တိုင်လေးလေးစားစားဆောက်ရှောက်ခြင်းသာဖြစ်ပါတယ်မင်းကိုမင်းဦးစားပေးတတ်လာတဲ့အခါစိတ်ကပိုပြီးတော့ပေါ်ပါလာမယ်ပိုပြီးတော့တည်ငြိမ်လာမယ်အားလျော့နေတဲ့အနေအထားကနေပြည့်စုံတဲ့နေရာတစ်ခုရအောင်ပေးနိုင်စွမ်းရှိလာပါလိမ့်မယ်မင်းရဲ့ရွေးချယ်မှုတွေအတွက်ဘယ်သူကိုမှရှင်းပြဖို့မလိုအပ်သလိုဘယ်သူထံကမှခွင့်တောင်းမှုလည်းမလိုအပ်တော့ပါဘူးမင်းရဲ့ငြိမ်းချမ်းမှုတစ်ခုတည်းနဲ့တင်လုံလောက်နေပြီဖြစ်ပါတယ်မင်းကိုမင်းခွင့်ပြုလိုက်တဲ့စိတ်ချမ်းသာစရာအချိန်လေးတိုင်းကြောင့်ပိုပြီးလုံခြုံလာတဲ့ခိုးနားရလေးတစ်ခုသာဖြစ်လာမှာဖြစ်ပါတယ်စိတ်ဝိညာဉ်ကိုအမှန်တကယ်ပြုစုပြောထောင်ပေးပြီးအားသစ်တွေပြန်ဖြည့်ပေးတာကဘာလဲဆိုတာကိုစတင်သိရှိခံစားလာရပြီဖြစ်ပါတယ်နူးညံ့မှုဟာမင်းရဲ့နေ့စဉ်အလေးအထားတစ်ခုဖြစ်လာမယ်မင်းရဲ့ခန္ဓာမင်းရဲ့စိတ်နဲ့မင်းရဲ့နှလုံးသားကနူးညံ့သိမ်မွေ့လာပါမယ်မလိုအပ်တဲ့အခါလိပ်ပြလုံးစွာနဲ့ပဲမလုပ်တော့ပါဘူးလို့ညှင်းတက်လာမယ်မင်းရဲ့ကောင်းကျိုးကိုမရှိရှုတော့တဲ့အပေါ်ဝတ္တရားတိုင်းကိုလည်းလက်လွတ်တက်လာပါမယ်ဒီလိုတိတ်ဆိတ်ပြီးရည်ရွယ်ချက်ပြည့်တဲ့လှုပ်ဆောင်ချက်တွေကြောင့်လွတ်လပ်မှုရဲ့အရာသာကိုခံစားသိရှိလာမှာဖြစ်ပါတယ်ရိုးရှင်းစွာရှိနေဖို့အနာယူဖို့ပေါ်ပါစွာအသက်ရှူဖို့နဲ့မိမိစိတ်ထံသို့ပြန်လာနိုင်ဖို့ဆိုတဲ့အခွင့်အလမ်းတွေရရှိလာမဲ့လွတ်လပ်မှုတစ်ခုပဲဖြစ်ပါတယ်